ဒီဝင်လေထွက်လေမှာနမူနာလောကစကားလေးပြောတာပေါ့နော်ကျွန်တော်တို့ကစိတ်ထွက်သွားတဲ့ဆိုတာတွေးကျင်တာတွေးသွားပြီပေါ့နော်ကိလေသာညွန်အိုင်နဲ့ရောက်တယ်မဟာသီဆရာတော်ဘုရားကြီးကအဲ့ကိလေသာညွန်အိုင်နဲ့ဘုရုအခုညီမမလို့သူကကိုအားကိုပဲညွန်အိုင်နဲ့ရုပ်ပြီးထွက်တတ်တယ်အဲ့တော့တွေးရင်တွေးတယ်မှတ်လိုက်တယ်သူကထွက်ပြီးသားပဲကျွန်တော်တို့တွေးရင်တွေးတယ်မှတ်ကကိုယ့်ကိုယ်လည်းညွန်အိုင်နဲ့မယုံနိုင်အဲ့တော့ဘာလို့လဲသစ်ပင်တစ်ခုကိုကျိုးနဲ့ချီရတယ်အဲ့ဒီကျိုးလှမ်းပစ်ပေးရတယ်အဲ့ဒီကျိုးဘာလို့ဆွတ်တယ်ရတယ်ကျွန်တော်ဒီညွန်အိုင်နဲ့ကျွန်တော်အားမရှိဘူးကိလေသာညွန်အိုင်နဲ့ကျွန်တော်လည်းမတက်တက်တွေးတယ်မှတ်လို့မရဘူးကျွန်တော်အားမရှိအဲ့တော့ဝင်လေထွက်လေဆိုတဲ့ခြိတိုင်းမှာသတိဆိုတဲ့ကျိုးနဲ့ခြိဝရိယနဲ့ဆွဲဝင်လေထွက်လေလားဒီမှာကျိုးနဲ့ခြိထားတော့သတိနဲ့ဝရိယနဲ့ဆွဲထားဆိုလွတ်တော့မှလွတ်တော့ရင်ဒီကိုပြန်ဆွဲဒီကျိုးနဲ့ယုံရမယ်ကျွန်တော်ကဝင်လေထွက်လေဆိုတဲ့ခြိတိုင်းမှာသတိဆိုတဲ့ကျိုးနဲ့ခြိဘာနဲ့ဆွဲဝရိယနဲ့ဆွဲကျွန်တော်ဒီလိုလာတာကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ